ဤတန်ကသူ့ရဲ့ချစ်သူဖေးနဲ့ချစ်သူတက်တန်း2နှစ်ပြည့်တာကိုခုံပြုဖို့ပန်းစည်းလေးကင်ပြီးဖေးရဲ့ရုံငန်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဖေးရဲ့တုံ့ပြန်မှုကသူမျှော်လင့်ထားသလိုမဟုတ်ခဲ့ပါဘူး။ဘာလို့ဒီကိုလာတာလဲ။ငါရုံငန်းကိုမလာပါနဲ့လို့ပြောထားတယ်မဟုတ်လား။နင့်ပုံစံကတော်တော်ကြီးရဆိုးနေတာပဲ။ငါလှုပ်ဖော်ကင်ဖက်တွေမြင်သွားရင်ငါတော့အဆက်ကွဲပြီးတေတော့မှာပဲလို့ဖေးကအော်ဟောက်လိုက်ပါတယ်။ဤတန်ကစိတ်မပြတ်ပဲ။ဖေးဒီနေ့ငါတို့နှစ်ပတ်လေလီငါရုပ်ရှင်လက်မှတ်တီနဲ့စားတော့ဆိုင်မှာပါစရင်ပေးထားပြီးပြီနင်းကိုအံ့ဩသွားအောင်လုပ်ချင်လို့ပါလို့ရှင်းပြပြီးမြဲဖေးဘေးကတထေသားဟန်ရီကဝင်နှိမ်ပါတယ်မင်းပေးတဲ့ပန်းစီကဒေါ်လာ100တောင်တိုင်ရဲ့လားဒီလိုကစီးနေတဲ့သူတွေကရီးစားမထားတဲ့ဘူးလက်လျှော့လိုက်တော့တဲ့နောက်ဆုံးမှာတော့ဖေးကအီတန်ကိုဒေါ်လာ100တန်ပိုက်ဆံတရွက်ပြစ်ပြီးလမ်းခွဲလိုက်ပါတော့တယ်စိတ်တက်ကြပြီးအိမ်ပြန်လာတဲ့အီတန်ဟာသူ့အိမ်ရှိမှရပ်ထားတဲ့ကဘာကျော် Rolls Royce ကားကြီးတွေကိုမြင်ပြီးအံ့ဩသွားပါတယ်အိမ်ထဲကိုပြေးဝင်သွားတဲ့အခါမှာတော့သူ့အမေနဲ့အတူအသက်ကြီးလူကြီးတယောက်ကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့စောက်ထွေးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် Westpeak Group ရဲ့ဥက္ကဋ္ဌကြီး Tom Levin ပါပဲ။သူ့အမေကရှင်းပြပါတယ်။အီတန်သူကမင်းရဲ့အဖိုးပဲ။အရင်ကငါတို့အဆက်အသွယ်ပြတ်နေခဲ့တာတဲ့အဖိုးဖြစ်သူကအီတန်ကိုမြင်ချင်းပဲဒေါ်လာ1.1 ဘီလီယံ1100မီလီယံရှိတဲ့ကတ်တစ်ခုကိုကမ်းပေးလိုက်ပါတယ်။မင်းဒီနှစ်တွေမှာတော်တော်ရုန်းကန်ခဲ့ရတာငါသိပါတယ်။အခုကစပြီးငါမင်းကိုစောင့်ရှောက်မယ်။ငါရဲ့လုပ်ငန်းခွဲတစ်ခုကိုမင်းစပြီးစီမံခန့်ခွဲရမယ်တဲ့အီတန်ကသူဘာမှမသိသေးဘူးလို့ညင်းပေမဲ့အဖိုးကစိတ်မပူနဲ့ငါမင်းအတွက်တော်တဲ့လက်ထောက်တစ်ယောက်ထားပေးမယ်ဆိုပြီးအားပေးခဲ့ပါတယ်နောက်တနေ့မနက်မှာအီတန်ဟာဥက္ကဋ္ဌအသစ်အဖြစ်ကုမ္ပဏီကိုရောက်လာပါတယ်ဒါပေမဲ့ဝန်ထမ်းတွေနဲ့အရင်ကဟန်ရီရဲ့လူတွေကသူ့ကိုအထင်သေးနေတော့မှာပဲဖေးနဲ့ဟန်ရီတို့ကလည်းအီတန်ကိုမြင်တဲ့အခါဒီလိုလူစင်းရဲကဘာလို့ဒီကိုလာတာလဲအလုံသမားခေါ်တာမဟုတ်ဘူးအခုချက်ချင်းထွက်သွားဆိုပြီးနှင်ထုတ်ပါတယ်အီတန်က AECC ပဲငါကမင်းတို့ရဲ့ဥက္ကဋ္ဌအသစ်ပဲလို့ပြောလိုက်တဲ့အခါအားလုံးကဝိုင်းရည်ကြပါတယ်ဖေးကနင်ကဥက္ကဋ္ဌဖြစ်အောင်စိတ်ကူးရင်မနေနဲ့အီတန်နင့်ကိုကြည့်ရတာငါတောင်အဆက်ရတယ်လို့ပြောနေတော့မှာပဲအဖိုးစီကအတွင်ရင်းမှုရောက်လာပြီးအီတန်ကိုဥက္ကဋ္ဌကြီးလို့ခေါ်ပြီးဂုဏ်ပြုလိုက်တဲ့အခါမှာတော့အားလုံးရဲ့ပါဇက်တွေဟသွားပါတော့တယ်အီတန်ဟာယာဒူးရရချင်းမှာပဲကုမ္ပဏီမှာမတရားလုပ်နေတဲ့ GM Kevin နဲ့သူ့သား Harry တို့ရဲ့အပြစ်တွေကိုစီးရင်ထုတ်ပြန်ပါတယ်မင်းတို့ကုမ္ပဏီပတ်စံတွေကိုခိုးယူခဲ့တာလက်စားခဲ့တာဒီအကုန်ငါသိတယ်မင်းတို့ကိုအခုချက်ချင်းအလုပ်ထုတ်တယ်လို့ပြောလိုက်တဲ့ဒါကတော့အီတန်ရဲ့အောင်မြင်မှုလမ်းစာပဲရှိပါသေးတယ်နောက်ပိုင်းမှာအီတန်ကကျောင်းကဆရာဆိုးတွေကိုဘယ်လိုပညာပေးမလဲသူ့အပေါ်စိတ်ရင်းနဲ့ကောင်းခဲ့တဲ့ Emily ကိုရောဘယ်လိုပြန်ကူညီမလဲဆိုတာပတ်2မှာဆက်ကြည့်ပေးပါဦးနော်